current စလုံးလေးကိုဒီလိုမျိုးသပင်အရန်တုပ်ပြီးတော့မှဒီလို step အရန်များတဲ့သပင်တွေအတွက်အတူလုံးဝသုံးကြမလို့ပဲအလွယ်ကူဆုံးနည်းနဲ့ထုံးတဲ့လေးကိုညှောက်ပြီးသုံးမှာဖြစ်ပါတယ်ဒီဆုံးကျွန်တော်တို့ V height လေးဖောင်းပေးမှာဖြစ်ပါတယ်ဟုတ်ပေါ့နော်နည်းနည်းလေးဒါထပ်တိုးသွားမယ်ဆိုရင်ကျွန်တော်တို့က dryer မဖြစ်မနေကျွန်တော်တို့ဒုံးဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ဒီမှာပါစာပုံ area လေးကိုကျွန်တော်တစ်ချစ်လိုက်ပါတယ်ပြီးတော့သူ့သပင်သူ့နေရာလေးနဲ့သူကျွန်တော်တို့ပြန်ပြီးတော့မှနေရာချပေးပါမယ်ပြန်လေးတွေကိုချောနေအောင်လို့အချောတက်ပေးမှာဖြစ်ပါတယ်ဒီဖောင်းထားတဲ့သပင်တွေအကုန်လုံးကျွန်တော်လက်ထဲကိုရအောင်ထည့်မယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသပင်လေးကိုပဲကျွန်တော် clip လေးနဲ့တွဲပေးမှာဖြစ်ပါတယ်အဲကျွန်တော်ခု clip နဲ့တွဲတဲ့ခါကျရင်လည်းအောက်သပင်သားဒီမိအောင်တခြားလေးတွဲပေးပါမယ်ပြီးရင် clip တစ်ချောင်းနဲ့တစ်ချောင်းလည်းကျွန်တော်တို့က lock ချတယ်လို့ပဲခေါင်းလေးတွေကိုဖိပြီးတော့တွဲပေးတော့မှာဖြစ်ပါတယ်ဒီကျွန်တော်တို့ roll လုံးမဲ့ရဲဆန့်ကျင်ဘက်ကနေစပြီးတော့တိတ်မယ်ပေါ့နော်အဲ့လေကျွန်တော်တို့အတွင်းသားတွေထိမိအောင်လို့တော့ကျွန်တော်တို့တခြားလေး clip ထိုးပေးပါမယ်ခုနလိုပဲကျွန်တော်တို့ခေါင်းလေးတွေခွာပြီးတော့ထိုးပေးသွားမယ်ပြီးရင် zip zap ပုံစံတိုင်းကျွန်တော်တို့ထိုးပေးမှာဖြစ်ပါတယ်ဒီ zip zap ပုံစံတိုင်းမထိုးဘဲနဲ့ direction တစ်ခုတည်းထိုးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ clip ကအတွင်းဘက်ကိုရိုင်းသွားလည်းဖြစ်နိုင်တယ်အပြင်ဘက်ကိုရိုင်းသွားလည်းဖြစ်နိုင်တယ်ဒီလိုမျိုးလေးထိုးသွားရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုတက်တက်လေးပဲရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအဖောင်းလေးနဲ့ရောနေအောင်တိတ်ပါမယ်ဒီမှာဖောင်းထားဖြစ်တဲ့ဒီအောက်ကျရင်ကျွန်တော်တို့က this လေးနည်းနည်းလေးချစ်ပေးပါမယ်ဒီနားလေးပြည့်သွားအောင်ပေါ့နော်အရင်ရှည်ကြီးမရှိဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ clip ထိုးဖို့အတွက်ကျွန်တော်တို့ clip ထိုးတဲ့နေရာထိရောက်ဖို့သူကဒီသပင်ကမမီဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်တင်လဲဆိုရင်သူတန်ဘဲလေးနဲ့ခဏလေးညှက်ပြီးတော့မှကျွန်တော်တို့ spray လေးဖြန်းပြီးတော့ dryer လေးနဲ့ကပ်ပြီးလိုက်ရပါတယ်အမောက်လုပ်ဖို့အတွက်ကျွန်တော်တို့ကငယ်ပုံလေးခြံခဲ့တယ်ဒီတစ်ချရတဲ့အဓိကရွေးချက်ကကျွန်တော်ဒီသပင်တစ်ချောင်းနဲ့ချောင်းကို connect ဖြစ်သွားနေတာဖြစ်ပါတယ်အဲကျွန်တော်ရှုပ်နေတဲ့သပင်ကြီးတွေအများကြီးဖြစ်ဖို့မလိုဘူးအဓိကသပင်လေးတွေ connect ဖြစ်သွားရင်ရပါပြီဒီ white ချင်တဲ့လောက်လေးကိုတခြားလေးအပေါ်ကျောလေးတွေတခြားပြန်ရှင်းပြီးတော့မှကျွန်တော်အရှည်လေးကိုကျွန်တော်နည်းနည်းလေးထောင်ခြင်းတဲ့အတွက်တံပဲတေးသေးလေးကျွန်တော်ခန်းလိုက်မယ်ပြီးတော့ကျွန်တော်တို့ကဒီသပင်လေးကိုဒီမျက်ခုံးအနားလေးမှာ white ပြီးတော့မှကျွန်တော်တိမ့်ပြီးမှဖြစ်ပါတယ်ဒီပိုနေတဲ့သပင်တွေကိုတော့ကျွန်တော်အနောက်ထဲမှာတခြားလေးရောနေအောင်ဖြီးပြီးမှဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘဲလေးထုတ်လိုက်ပါမယ်ပြီးတော့ကျွန်တော်အရှည်ချမ်းလေးရောဒီအနောက်တစ်ချမ်းလေးရောအကုန်လုံးသိမ့်ပြီးသွားပါပြီဒါဆိုကျွန်တော်ဒီဘက်ချမ်းကိုစပြီးတော့သိမ့်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီမှာ roll လုပ်ရတဲ့နေရာပေါ့နော်အခုကျွန်တော်တို့က roll လုပ်ဖို့အတွက်သပင်ကတူတယ်ပြီးတော့မရှိဘူးပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကဘာလုပ်မှလဲဆိုလို့ရှိရင်ကျွန်တော်တို့တက်နိုင်တဲ့လောက်လေးဒီ clip ကလေးတွေဖုံးသွားအောင်ပဲကျွန်တော်တို့ကလုပ်ပေးမယ်ပေါ့နော်အဲ့ကျွန်တော်တို့ကဒီအပေါ်ဘက်လေးကို direction ကသွားကျင်တာဖြစ်တဲ့အတွက်တစ်ချစ်ကလေးကကျွန်တော်တို့ကအပေါ် direction ကိုယူပြီးတော့ချစ်ပေးပါမယ်